ရိဌာန၏အပိုင်းနှစ်ကိုပြန်လည်တင်ဆက်ဖို့အချိန်ကြာရောက်လို့လာပါပြီရှင်။ပြီးခဲ့တဲ့အပိုင်းမှာ Zeus ဟာသူ့မောင်နှမတွေကို Kronos ရဲ့ဘိုက်ထဲကနေတည်ထုတ်နိုင်ခဲ့ပါတယ်။အခုတော့အိုလံပစ်နဖျားအသစ်6ပါးနဲ့တိုင်တန်နဖျားဟောင်းတို့ကြားမှာကမ္ဘာဦးစစ်ပွဲကြီးစတင်ပါတော့မယ်။ဒီစစ်ပွဲကဇန်နှစ်ကြာမြင့်ပြီးတော့တောင်တွေတုန်ခါမယ်ပင်လယ်တွေဆူပွက်မယ်ကောင်းကင်မှာမီးလုံးတွေကျလာလိမ့်ပါမယ်။ခေတ်ဒါဆိုရင်တော့ဇလန်လေးကိုဆက်လက်ရအောင်ရှင်။မင်္ဂလာပါရှင်။ The Knowledge Garden ကနေပြန်လည်ကြိုဆိုလိုက်ပါရနော်။စစ်ပွဲမစခင်မှာ Zeus ဟာသူ့ဖခင် Kronos ရဲ့ညီအကိုတွေဖြစ်တဲ့ Titan 10ပါးသမုဒ္ဒရာကိုအုပ်စိုးသူ Oceanus အလင်းနဖျား Hyperion မြေပညာနဖျား Chorus ကျေဒါယနဖျား Cronus သင်မျိုးတွေရဲ့နဖျား Iampetus တရားများထားမှုနဖျားမှာ Themis အမြင်အာရုံနဲ့အဖိုးရတနာနဖျားမှာ Thea နခဗေဒနဖျားမှာ Phoebe မှတ်ဉာဏ်နဖျားမှာ Mnemosyne ပင်လယ်နဖျားမှာ Tethys တို့စီတွားပြီးတော့ဖခင်ကြီးရဲ့အုပ်စိုးမှုကမတရားဘူးငါတို့တူတူသူ့ကိုဖြုတ်ချရမယ်ဆိုပြီးတော့ဖြောင်းပြစီယုံခဲ့ပါတယ်ဒါပေမဲ့အမျိုးသားတိုက်တန်၄ပါးကမြင့်ဆန်ကြပြီး Oceanus နဲ့အမျိုးသမီးတိုက်တန်6ပါးကဂျားနေကြပါတယ်ဒုတိယတိုက်တန်မျိုးဆက်တွေဖြစ်တဲ့ Iampetus ရဲ့သား Atlas နဲ့ Dionysus တို့က Zeus ကိုမထီမဲ့မြင်ပြုကြပါတယ် Prometheus နဲ့ Epimetheus တို့ကတော့ Prometheus နဲ့ Epimetheus ဆိုတဲ့တိုက်တန်ငယ်မြောက်ကတော့ Zeus ဘက်ကနေပါဝင်လာကြပါတယ်။ Zeus နဲ့သူ့မောင်နှမတွေကအိုလံပစ်တောင်ပေါ်မှာအခြေစိုက်ပြီး Cronus နဲ့တိုက်တန်ကြီးတွေကတော့မျက်နှာချင်းဆိုင်က Othrys တောင်ပေါ်မှာတက်ဆွဲထားပါတယ်။စစ်ပွဲကြီးအစပြုပါပြီ။နဖျားတွေဟာတိုက်တန်တွေရဲ့အရာမခန္ဓာကိုယ်ကြီးတွေနဲ့ခွန်အားတွေကိုမရှင်းနိုင်ပဲနှစ်ပေါင်းများစွာအရှုံးနဲ့ရင်ဆိုင်နေကြရပါတယ်။တိုက်တန်တွေရဲ့ခေါင်းဆောင် Cronus ကိုယ်တိုင်လည်းသူ့မှာဒဇင်ရှိပေမဲ့ Zeus ကိုနိုင်အောင်မတက်နိုင်ပါဘူး။ Zeus ကမိုးကြိုးလက်နက်မရှိသေးတဲ့အတွက်ကြောက်တုံးတွေနှံတွေနဲ့ပဲတိုက်နေရပါတယ်။ Hades ကအမောင်တုကိုလက်နက်ဖြစ်သုံးပြီးရန်သူတွေကိုမျက်စိကအောင်လုပ်ပါတယ်။ Poseidon ကအသွားသုံးခုပါတဲ့နှံနဲ့မြေကြီးကိုတုံခါစေပြီးတိုက်တန်တွေခြေမြက်မြက်မရက်နိုင်အောင်လုပ်ပါတယ်။ Hera ကစစ်မြေပြင်ပေါ်မှာပြန်တန်းပြီး Zeus ရဲ့စိတ်ဓာတ်ကိုမြင့်တင်ပေးပါတယ်။ဒါပေမဲ့တိုက်တန်တွေရဲ့ခွန်အားကကြီးမားလွန်းတာကြောင့်သူတို့မှာ Ars လို့နဖျားမရှိပေမဲ့သူတို့ရဲ့ကိုယ်ခန္ဓာကြီးမားမှုကလက်နက်တွေကိုခံနိုင်ရည်ရှိလို့စနစ်ကြတဲ့အထိတည်ရကြနေပါတယ်။ဒီနေ့မှာတော့ Zeus ရဲ့အဘွား Hera ကသူ့မျက်စိရောက်လာပြီးတားရီမင်းဖိုးပေးလူရင်းနဲ့ဆက်သွေးသားတွေကိုမင်းနေပြီလား Cyclops တွေနဲ့ Hecaton Chrea တွေကိုထထရဲ့တဲကလွတ်ပေးလိုက်ပါတဲ့ဟုတ်ပါတယ် Cronus ကသူ့ရဲ့ညီကိုတွေဖြစ်တဲ့ Cyclops 3ယောက်နဲ့ Hecaton Chrea တို့ကိုလွတ်ပေးရဆိုတာဟန်ပြသက်ပါတကယ်ကရက်ဆက်လွန်တဲ့ Cronus က Tartarus ထဲမှာသူတို့ကိုဆက်လက်ချုံနှောင်ထားခဲ့တာပါ Zeus ဟာသူ့တက်တီတွေကိုစူးစီးပြီး Tartarus ရဲ့တဲကိုဆင်းသွားခဲ့ပါတယ်အဲ့နောက်မှာတော့ Cyclops 3ယောက်နဲ့ Hecaton Chrea တို့ကိုလွတ်ပေးလိုက်ပါတယ် Cyclops 3ယောက်နဲ့ Hecaton Chrea တို့3ယောက်ဟာသူတို့လွတ်မြောက်မှုအတွက်ကျေးဇူးတင်စွာနဲ့ Zeus ကိုလက်နက်အသစ်တွေပေးအပ်ခဲ့ပါတယ် Cyclops တွေကမိုးချိုးမိုးကြောင်မိုးချုံတန်၃မျိုးကိုပေါင်းစပ်ထားတဲ့ Kianos လို့ခေါ်တဲ့လက်နက်ကို Zeus ကိုထာဝရလက်နက်အဖြစ်ဖန်တီးပေးခဲ့ပါတယ်။ Hecaton Chrea တွေကလည်းတောင်ကြီးတစ်လုံးစီကိုမြေနဲ့ရေချပစ်နိုင်တဲ့ခွန်အားကိုပေးအပ်ခဲ့ပါတယ်။ဒါတွေမကသေးပါဘူး။ Poseidon အတွက်အသုံးခွာလန် Hades အတွက်ကိုဖြောက်အုပ်ထုပ်တို့ကအသုံးလုပ်ပေးခဲ့ပါတယ်။စစ်ပွဲကြီးပြန်စပါပြီ။ဒီတစ်ခါတော့စစ်ပွဲရဲ့အခြေအနေကမတူတော့ပါဘူး။ Zeus သူ့ရဲ့အစွမ်းကမိုးချိုးပါ။ဒါကကမ္ဘာပေါ်မှာအပြင်းထန်ဆုံးလက်နက်ပါ။ရန်သူတွေကိုမိုးချိုးပစ်ပြီးလောင်ကျွမ်းစေနိုင်တယ်လို့မှုန်တိုင်းတွေကိုလည်းအုပ်ဆိုးပါတယ်။ Poseidon သူကသုံးခွာလန်ကိုသုံးပါတယ်။မြေငွေတွေလှုပ်ခတ်အောင်လုပ်နိုင်တယ်လို့ပင်လယ်ရေလမ်းကြီးတွေကိုအမိန့်ပေးပြီးတိုင်တန်တက်မတော်ကြီးကိုတိုက်စားပစ်နိုင်ပါတယ်။ Hades သူ့မှာအမောင်အုပ်ထုပ်ရှိပါတယ်။ဒါကိုစောင်းလိုက်ရင်သူကလုံးဝကိုပြောက်သွားပြီးရန်သူနောက်ကျောကိုအသာလေးဝင်တိုက်လို့ရပါတယ်။ဒီဟာ Demeter နဲ့ Hestia သူတို့ကတော့တိုက်ရိုက်တိုက်ခိုက်ထားတဲ့နဖျားချင်းချင်းအကာအကွယ်ပေးတာနဲ့အားဖြည့်ပေးတဲ့နတ်စွမ်းအားတွေကိုသုံးကြပါတယ်။ဒါအပြင် Cyclops, Hecaton Chrea, Prometheus နဲ့သူ့ညီတော်အပြင် Steve မြစ်ဆောင်နှစ်သမီးကပါသူမရဲ့တာသမီးတွေဖြစ်တဲ့အောင်ပွဲနှစ်သမီး Nick, ခွန်အားနဖျား Kratos တို့ကိုခေါ်ပြီး Zeus ဘက်ကနေကူညီတိုက်ခိုက်ကြပါတယ်။တိုက်တန်တွေဘက်မှာတော့ငကိုကလေးကအေယာမခန္ဓာကိုယ်ကြီးတွေနဲ့တဘာဝတရားကိုအုပ်စိုးတဲ့အစမ်းတွေရှိတာပါ။ Cronus ကအချိန်ကိုစိုးမိုးနိုင်တဲ့အပြင်အရန်ထက်မြက်တဲ့ဒဇင်ကြီးကိုသုံးပါတယ်။သူကတိုက်ခိုက်တဲ့နေရာမှာအရန်ရက်ဆက်ပြီးခွန်အားလည်းအမခမ်းပါပဲ။ Cronus ဘက်မှာတော့သူ့ရဲ့ညီကိုတိုက်တန်တွေဖြစ်တဲ့ Hyperion, Chorus, Cronus တို့ပါဝင်တိုက်ခိုက်ခဲ့ကြပါတယ်။သူတို့ကအရန်ကြီးမားပြီးတော့အင်အားတောက်တင်းကြပါတယ်။သူတို့ဘက်မှာအားကိုးရဆုံးသူရဲကောင်းကတော့ Atlas ပါ။ Atlas ကခွန်အားကြီးသူလည်းဖြစ်တယ်လို့တိုင်တန်စစ်တပ်ရဲ့စစ်တင်တာပရိချုပ်လည်းဖြစ်ပါတယ်။ခွန်အားမှာတော့ပြိုင်ပွဲမရှိဘူးလို့တောင်ပြောလို့ရပါတယ်။စစ်ပွဲမှာသူကရှေ့တန်းကနေ Zeus တို့နဖျားတက်ကိုအကြီးအကျယ်ဒုက္ခပေးခဲ့တဲ့သူပါ။ Zeus ကသူ့ဦးရော်တွေပေးထားတဲ့မိုးကြိုးလက်နက်ကိုအသုံးပြုပြီးတိုက်ပွဲဝင်ခဲ့ပါတယ်။
မိုးချိုလက်နက်တွေနဲ့တိုက်တန်တွေကိုပြစ်လွတ်လိုက်တဲ့အခါမိုးချိုကကောင်းကင်ကိုဖျက်ပြီးတိုက်တန်တွေရဲ့စကန်ကိုထိမှန်သွားပြီးတော့မီးတောက်တွေနဲ့လောင်ကျွမ်းသွားပါတယ်။ပိုစိုက်တွန်ကအသွား၃ချောင်းပါတဲ့လန်ကြီးနဲ့မြေကြီးကိုထုပြီးမြစ်တွေကိုလမ်းကြောင်းပြောင်းသွားအောင်လုပ်ပြီးတော့ရေလွှမ်းမိုးမှုတွေဖြစ်ပေါ်စေပါတယ်။ဖေဒီစ်ကသူ့ရဲ့ကိုပြောက်အုပ်ထုပ်ကိုဆောင်းပြီးရန်သူတွေမမြင်အောင်တိတ်တိတ်လေးချင်းကပ်ပါတယ်။ပြီးရင် Cronus ရဲ့လက်နက်တွေကိုခိုးယူတာတို့ရန်သူနောက်ကျောကိုဝင်တိုက်တာတို့လုပ်ပြီးတူခဲ့ပါတယ်။ဖီယာကတော့သူမကခွန်အားနဲ့တိုက်တာတဲ့ဉာဏ်ပညာနဲ့အစီအစဉ်ဆွဲတဲ့နေရာမှာ Zeus ကိုအကူအညီပေးခဲ့ပါတယ်။နှစ်ပြားမောင်နှမတွေကြားထဲမှာစီးလုံးမှုရှိအောင်ထိန်းညှိပေးတဲ့ကောင်းဆောင်တစ်ယောက်ပါ။ဒီမီတာကစစ်ပွဲတွင်းမှာသူမရဲ့အစွမ်းနဲ့ရန်သူတိုက်တန်တွေရဲ့နေမြေတွေကိုအပင်တွေမပေါက်အောင်အစာရည်သာရှားပါအောင်လုပ်ပြီးအင်အားကြီးနဲ့အောင်ကူညီခဲ့ပါတယ်။ဖက်စီယာကတော့ရှေ့တန်းမှာထွက်တိုက်တာတဲ့အိုလံဘတ်တောင်အခြေဆိုင်စခန်းကိုမပြိုကွဲအောင်မောင်နှမတွေပြန်လာရင်နောက်ဖို့လို့ရအောင်ဆောက်ရှောက်ပေးပြီးစိတ်သက်ခွန်အားပေးခဲ့ပါတယ်။မျက်လုံးတစ်လုံးနဲ့ပါတဲ့ Cyclops လူတွေကတော့လက်နက်ထုတ်လုပ်ရေးကိုလုပ်ကင်ကြပြီးဖက်ကတွန်ခရီယာတွေကတောင်ကြီးတွေကိုဆွဲထုတ်ပြီးတိုက်တန်တွေပေါ်ကိုပစ်ချပါတယ်။တစ်ချက်ပြစ်လိုက်တိုင်းမြေငလင်ကြီးတွေလှုပ်ခတ်လာပါတယ်။ Cronus ဘက်ကတိုက်တန်တွေဟာထိတ်လန့်လာကြပြီးထွက်ပြေးကြပါတယ်။အဲ့ဒီချိန်မှာ Cronus ကရဲ့ငါဒီကိစ္စကိုလက်မခံဘူးလို့အော်ပါတော့တယ်။ဒါပေမဲ့ Zeus ရဲ့နောက်ဆုံးမိုးကြိုးက Cronus ကိုတိုက်ရိုက်ထိမှန်သွားပြီးတဲကျသွားခဲ့ပါတယ်။ဒီချိန်မှာတိုက်တန်တွေဟာအရှုံးပေးလိုက်ရပါတော့တယ်။ဆန်နစ်ကြာတိုက်ခဲ့တဲ့တိုက်တဲ့စစ်ပွဲကြီးမှာ Zeus နဲ့ Olympic နှစ်ပြားတွေအနိုင်ရရှိသွားပါပြီ။အနိုင်ရရှိသွားတဲ့ Zeus ဟာစစ်ရှုံးတိုက်တန်တွေဖြစ်တဲ့ Cronus နဲ့သူ့ကိုယုံကြည်တဲ့တိုက်တန်အများစုကိုထရာရက်ထဲမှာထာဝရအကျဉ်းချထားလိုက်ပါတယ်။ Atlas ကိုတော့ပြင်းထန်တဲ့ပြစ်ဒဏ်ချမှတ်ပါတယ်။ကောင်းကင်တစ်ခုလုံးကိုသူ့ပခုံးပေါ်မှာထမ်းစေပါတယ်။အဲဒါကြောင့်ဒီနေ့ထိ Atlas ဆိုတဲ့အမည်ဟာဝင်လေးလာသူလို့အဓိပ္ပာယ်ရပါတယ်။တိုက်တန်စစ်ပွဲတွေပြီးဆုံးသွားပါပြီ။ဒါပေမဲ့ Zeus နဲ့သူ့ညီကိုရဲ့ကြားမှာအာဏာခွဲဝေမှုကြံပါသေးတယ်။နောက်ပိုင်းမှာတော့ Olympic နှစ်ပြားတွေကဘာကြီးကိုဘယ်လိုခွဲဝေအုပ်စိုးတယ်လဲ။ Zeus ရဲ့ပထမဆုံးဇနီးဟာဘယ်သူလဲ။ပြီးတော့ Prometheus ရဲ့လူသားဖန်တီးခြင်းအကြောင်းကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့လက်လွတ်မခံပဲစောင့်မျှော်ကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါရစေရှင်။အခုတင်ဆက်တဲ့အကြောင်းအရာလေးကိုကြိုက်နှစ်သက်တယ်ဆိုရင်လက်ခံ share လေးလုပ်ပေးဖို့တောင်းဆိုပါရစေရှင်။ကျွန်မရဲ့ channel လေးကိုလည်း subscribe လေးလုပ်ခဲ့ဖို့မမေ့ပါနဲ့နော်။အဆုံးထိအားပေးကြည့်ရှုလို့လည်းအများကြီးကျေးဇူးတင်ပါတယ်ရှင်။